ကန်ဝင်စီးစာဆိုရင်တော့နောက်ဆုံးနေကြီးဖြန့်ချက်ပေါင်းဗျာအားလုံးမင်္ဂလာပါ Ryan 7 online agency ကနေပြန်လည်ကြိုဆိုလိုက်ပါရစေခရစ္စတီယာနိုရိုရဲ့မျက်ရည်တွေကိုမမြင်ကျင်ကြသူတွေထဲမှာခမရတွေလည်းပါတယ်လို့ကျွန်တော်လည်းပါဝင်ပါတယ်ဘောလုံးကိုချစ်မြတ်နိုးကြတဲ့ဘသူမဆိုရွန်ဒိုကိုစာနာတနာမိကြမှာပါမဟာပြိုင်မဲ့မက်ဆီကနေ့ရက်တိုင်းမှာစံချိန်သစ်တွေတင်နေတဲ့အချိန်ရွန်ဒိုနဲ့ပေါ်တူဂီကတောင်မင်းကိုမြောင်မင်းမကယ်နိုင်ဖြစ်နေရပြီးတော့ရုန်းကန်နေရပါတယ်မက်ဆီကိုကြည့်လိုက်2022ကဘာဖလားကစတင်ပြီးတော့နိုင်ငံတကာစင်မြင့်ထက်မှာမက်ဆီချီယာရီကြီးပဲထင်နေခဲ့ပါတယ်မက်ဆီကအာဂျင်တီးနားသမိုင်းကိုတပတ်လေစေးနဲ့ကမ္ဘာချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်ကိုပါမရီက2ကြိမ်ကိုလည်းရရှိထားပါသေးတယ်။ရိုနယ်ဒိုကလည်းပေါ်တူဂီကိုသူ့လက်ထက်ကြားမှာထမ်းတင်ခဲ့ရတဲ့လမ်းဖောက်သူပြီးအားကြမခံမဲ့ယူရိုဖလားနဲ့နေရှင်းလီ2ကြိမ်ရယူထားပါတယ်။ဒါပေမဲ့2026ဘာဖလားမှာစိတ်ကြီးညောင်လုံးကအရွယ်တော်တစ်စိတ်ဟိုင်းကုန်ကြပါပြီ။ရိုနယ်ဒိုကအသက်42နှစ်အရွယ်ကိုရောက်ရှိနေပြီးတော့နောက်ဆုံးဘာဖလားကိုပါဝင်ကစားနေပါတယ်။မက်ဆီကလည်းအသက်39နှစ်ဖြစ်နေပြီးတော့နောက်ဆုံးဘာဖလားဖြစ်ဖို့များနေပါတယ်။မက်ဆီကဒီနှစ်ကမ္ဘာဖလားမှာကောင်းကောင်းလှုပ်ဆောင်နေပြီးတော့အုပ်စု3ပွဲကနေ hat-trick အပါအဝင်သွင်းဂိုး6ဂိုးကိုသွင်းပြထားပါတယ်။ရိုဒိုပရိသတ်တွေကလည်းသူရဲ့စိတ်ကြီးကိုအားကြမခံဂိုးရိလိုက်ပြီးတော့သွင်းစေခြင်းခဲ့ပေမဲ့ရိုဒိုတော့ကစိတ်သွားတိုင်းကိုမပါတော့သလိုဖြစ်နေပါတယ်။ပေါ်တူဂီကတောင်မန်တိုက်စစ်တွေသေးနေပြီးတော့ဘောလုံးကကွင်းလယ်မှာအိုင်နေတတ်ပါတယ်။ပြန်မကခန်းစစ်ပိတ်လိုက်ရိုဘတိုမာတီနက်စ်မှာဘာပလန်မှမရှိတော့ပဲနောက်ပြန်ပေးနေအချိန်ကုန်လာကြောင်းရိုဒိုဆိုရင်ဘောလုံးထိချက်တောင်မရှိပဲရုန်းကန်ရတာမျိုးတွေကြုံလာရပါတယ်။ဒီလိုနည်းနဲ့ကိုတေကျတော့ပေါ်တူဂီနဲ့ရိုဒိုတို့ဝေဖန်မှုတွေအကြီးကျယ်ခံလာရပါတယ်။ဥဇဘက်ကစ္စတန်နဲ့ပွဲမှာတော့ပေါ်တူဂီသားတွေတစ်ချက်ပြန်လာပြီးတော့ဖိုင်စီနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီဘက်မှာရိုဒိုကလည်းသွင်းကို2ဂိုးသွင်းယူပြီးတော့နောက်ဆုံးမီးစာလိုအစွမ်းကုန်တောက်လောင်ခဲ့ပါတယ်။ဒီတစ်ပတ်မှာတော့ပေါ်တူဂီကကိုလံဘီယာအသင်းနဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကိုရှင်ပြိုင်ကစားခဲ့ရပါတယ်။ပေါ်တူဂီကအရှေ့မှာတပွဲတည်ကြထားပြီးတော့ကိုလံဘီယာကတော့2ပွဲလုံးနိုင်ထားတာကြောင့်လွယ်ကူတဲ့လမ်းကြောင်းပေါ်ကိုရှောက်ဖို့အုပ်စုဖို့ဖြစ်ချင်ရင်ပေါ်တူဂီတို့ကိုလံဘီယာကိုနိုင်ကစားဖို့လိုအပ်ခဲ့ပါတယ်။ဒါပေမဲ့ကိုလံဘီယာဟာပေါ်တူဂီထက်အဖက်ဖက်ကတာလွန်ခဲ့တဲ့အသင်းဖြစ်နေပါတယ်။ပေါ်တူဂီမှာရိုဒိုကဘောလုံးတော်မထီပဲရုန်းကန်နေရတယ်လို့ဘရူနိုဖာနန်ဒက်စ်ကလည်းအပိုင်ကန်ချက်နှလုံးဖြုံးမိခဲ့ပါတယ်။ယောက်ဖီလစ်ရဲ့ဘောလီကန်ချက်ကလွဲချော်သွားခဲ့ပြီးတဲ့နောက်ဘက်ဒရိုနက်တိုနဲ့ယောက်နေဗက်စ်တို့ကလည်းဘာမှစွမ်းဆောင်ပြနိုင်တာမျိုးမရှိခဲ့ကြတာကြောင့်အသင်းလိုက်ကြီးဖလုတ်တွင်းဆုံးကျသွားပါတယ်။ကိုလံဘီယာသွင်းဂိုးသာခြေမာလေးတစ်ခုစာလူမကြုံနေခဲ့ရင်ပေါ်တူဂီတို့အိမ်ပြန်ရပါပြီ။အခုတော့ဒီယိုကိုစတာရဲ့6ကြိမ်ကာကွယ်မှုကြောင့်ပေါ်တူဂီတို့ကန်ကောင်းစွာနဲ့တည်တမတ်ရပြီးတော့နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။ကန်ဂျမာကလည်းပေါ်တူဂီအပေါ်ကိုမျက်နှာသာမပေးပြန်ပါဘူး။အုပ်စုမှာအဆင်မပြေခဲ့တဲ့ပေါ်တူဂီဟာဒုတိယဖြစ်နောက်တစ်ဆင့်ကိုတက်ခဲ့ရပြန်တော့ခက်ခဲတဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိသွားပြန်ပါတယ်။ပေါ်တူဂီက32သင်းအဆင့်မှာမော်ဒရစ်ရဲ့ခရိုအေးရှားနဲ့ခက်ခဲတဲ့ပွဲတစ်ပွဲကိုရှင်ပြိုင်စားဖို့ရှိနေပါတယ်။တကယ်လို့ခရိုအေးရှားကိုကြော်ဖြတ်နိုင်ခဲ့ရင်16သင်းအဆင့်မှာယူရိုချန်ပီယံစပိန်နဲ့တွေ့ဆုံရမှာပါ။စပိန်ကနိုင်နေကြမှုနိုင်သွားရင်နောက်ဆင့်နေမှာဂျာမနီနဲ့ပြင်သစ်တို့လိုထိပ်သီးသင်းတွေရှိနေနိုင်ပါတယ်။တကယ်လို့ဖိုင်နယ်ကိုရောက်ခဲ့ရင်မက်ဆီရဲ့အာဂျင်တီးနားနဲ့ရင်ဆိုင်တွေ့ရနိုင်ပြီးတော့ဒီလိုဆုံတွေ့ရဖို့ကတော့အတော်လေးရာခိုင်နှုန်းနေပါသွားပါတယ်။ပေါ်တူဂီနဲ့ဖိုင်နယ်အထိတက်ပြီးတော့ကမ္ဘာချန်ပီယံဖြစ်လာဖို့ဆိုတာမလွယ်တော့ပါဘူး။ဒါပေမဲ့ရိုဘယ်တိုမာတီနက်စ်ကအမားတွေကိုအချိန်မီပြုတ်ပြင်နိုင်ပြီးတော့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့အားလုံးကတိတ်တိတ်လေးဆူတောင်းနေကြမှာပါ။ရွန်ဒိုကစားသမားဘွားကကန်ဝင်စီးစာအချိန်ကိုရောက်ရှိနေပြီဆိုရင်တော့နောက်ဆုံးတစ်ချိန်ဖြစ်ဖြစ်နေကြီးဖြန့်ကျက်လိုက်ဖို့မျှော်လင့်ကြပါသေးတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။